ိုရှိရှိတုန်းကသူ့ကိုယ်သူနာမည်ကျော်နင်ဂျာကြီးတယောက်လို့အခိုင်အမာယုံကြည်နေတဲ့ပန်နာလေးတစ်ကောင်ရှိတဲ့မနက်ခင်းတိုင်းမှာသူဟာကြောက်တုံးပေါ်မမတ်ရဲ့အတီးကြီးဆုံးနင်ဂျာဟန်ပန်နဲ့စိတ်ကူးရင်တက်တဲ့သူ့စိတ်ထဲမှာတော့သူဟာလျင်မြန်ဖြက်လက်ပြီးဘသူမှမတားဆီးနိုင်တဲ့သူရဲကောင်းကြီးပေါ့ချက်ချင်းပဲသူနင်ဂျာတင်နှန်းစတင်တော့တာပဲလက်သီးနဲ့ထိုးခြေထောက်နဲ့ကန်ကိုလှဲ့လိုက်စမ်းဒါကတော့သူစွမ်းကုန်စူးစမ်းနေတာပေါ့လေဒါပေမဲ့တကယ်တမ်းခုန်ချလိုက်တဲ့အခါဖုံးဆိုတဲ့အတန်အီအီကြီးနဲ့ပြုတ်ကျသွားတယ်ဒါပေမဲ့သူအရှုံးမပေးပါဘူးသူဟာအရေးတစ်ခုလိုတိုးတိုးလေးခြေတန်လုံအောင်ရှောက်ကြည့်တယ်ကျုပ်တစ်ခုခုကိုတိုက်မိသွားပြန်ပြီးသူငြိမ်ကနေဖြစ်သွားပြီးတကယ်နင်ဂျာဆိုတာဘယ်တော့မှအမိမခံရဘူးမဟုတ်လားလို့တွေးလိုက်တယ်သူရေထဲကသူ့ရဲ့ပုံရိပ်ကိုကြည့်ပြီးပြုံးလိုက်ပါတယ်သူဟာအမြန်ဆုံးဒါမှမဟုတ်အငြိမ်ဆုံးနင်ဂျာတယောက်မဟုတ်ပေမဲ့စိတ်ရင်းနဲ့စူးစမ်းနေတာကိုပဲသူဂုဏ်ယူနေမိပါတယ်သူဟာယုံကြည်မှုအပြည့်နဲ့ပြန်မတ်တက်ရက်လိုက်ပြီးအခုထိယုံကြည်နေသေးပဲငါဟာနင်ဂျာတယောက်ပဲ